အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဝတ်သားကာလာသားချက်ပြန်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ချက်သွန်နီရဲ့ချက်သွန်ပြူရဲ့ဂျင်းရဲ့ကိုအခွန်ခေါ်ပါပဲအခုနေအကုန်လုံးချွတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တက်တက်ရှင်းလေးချက်လို့ရအောင်ခုနေတော့အမိုက်တွေကိုတစ်ခါလေးပြစ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဆွမ်းတော့အခွန်ချက်ထားတာတွေကိုထောင်းလို့လွယ်အောင်လို့တေးလေးတွေပြန်ပြီးတော့ဆင်းပါမယ်အခွန်ချွတ်ပြီးတော့တေးလေးတွေဆင်းထားတဲ့ဂျင်းရဲ့ချက်သွန်နီရဲ့အကုန်လုံးကိုကြောပြီးတော့ထောင်းပါမယ်ခရမ်းကျင်ဒီနှလုံးကိုလည်းခေါင်းလေးတွေဖြတ်ပြီးတော့တေးလေးတွေပိုင်းထားပါမယ်အတူတူတွဲချက်ဖို့အတွက်ရေစိမ်ထားတဲ့အသားတို့လေးတွေကိုလည်းတစ်ချမ်းစီချမ်းပါမယ်ပါဝင်ပစ္စည်းလေးတွေလည်းအကုန်လုံးစုံသွားပြီဆိုတော့ကျွန်တော်တို့စတင်ပြီးတော့ချက်ပါတော့မယ်ခင်ဗျာပထမဆုံးအိုးပူပေးပြီးတော့ရေခမ်းရေချောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စီထည့်ပါမယ်ခဏလောက်စောင့်ပြီးတော့စီပူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ထောင်းထားတဲ့ချက်တင်ပြူချင်းကိုပထမဆုံးစီတက်ပါမယ်ခင်ဗျာရောင်လေးလှတော့နွနွမုံလေးနည်းနည်းသုံးပါမယ်စီတက်ထားတဲ့အနမ်းလေးတွေလည်းတင်းလာပြီချက်သွန်နီလေးတွေလည်းခြောက်လာပြီနည်းနည်းလေးကျွတ်လာပြီဆိုလို့ဒီဟာလည်းရောင်လှဖို့သုံးတာပဲဖြစ်ပါတယ်ဒီခါကတော့ရောင်တင်မှုတ်ဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့အရသာရအောင်စားရီဟိကမုံတွေတခြားကိုချိုက်တဲ့အရသာရှိတာဒီလည်းထည့်လို့ရပါတယ်ခင်ဗျာကိုလိုချင်တဲ့အရသာမှုတွေအကုန်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ခင်းကျင်သီးလေးတွေအနေငယ်လူးသွားအောင်လို့အိုးဖုံးလေးကိုပိတ်ပြီးတော့ခဏလောက်စောင့်ပါမယ်ခင်ဗျာခင်းကျင်သီးလေးတွေနူးဤတော်ရတိခြေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝတ်သားထည့်ပြီးတော့လှိမ့်ပါမယ်
အခုကကျွန်တော်ကတော့ဝတ်သားမနူးသေးတဲ့အတွက်နောက်ထပ်ရေနည်းနည်းလေးထပ်ထည့်ပြီးတော့ချက်ပါအောင်ပါခင်ဗျာအခုလိုအနေထားနဲ့စီပြန်ပြီးတော့ရေအနှဲငယ်ကျန်တဲ့အနေထားဆိုလို့ရှိရင်တော့ရသရှိတဲ့ဟင်းပွဲတစ်ခုကိုရရှိပြီဖြစ်ပါတယ်ခင်ဗျာဘုံလုံးပြီးပြီဆိုတော့ကျွန်တော်တက်ရှင်းလေးလုပ်ပါမယ်ကျွန်တော်သုံးပြီးထားတဲ့ပကံတွေပြီးတော့ဇွန်းတွေရောင်းမတွေဒဲအိုးတွေအကုန်လုံးဆေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်သုံးထားတဲ့ပြည်စင်လက်ဆေးအကုန်လုံးဆေးပြီးပြီဆိုလို့ရှိရင်တော့ဒီနေ့အတွက်ကျွန်တော်ရမှာ block ပဲပြီးဆုံးတော့ပါပြီဆုံးဖြည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ